Inter Milan အဝေးကွင်းမှာတွားရောက်ကစားရမယ် Champions League ပွဲစဉ်အားလုံးပဲမင်္ဂလာပါ Canavas ကနေကြိုဆိုလိုက်ပါတယ်ယနေ့ည2:30မိနစ်မှာကစားမယ် Inter Milan အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်လေးရှိပါတယ်Arsenal အသင်းဟာပိတ်ရက်မှာ Nottingham Forest အသင်းကိုတရေကျထားပြီးနောက်ဆုံးပြိုင်ပွဲစုံ9ပွဲမှာ3ပွဲနိုင်2ပွဲတရေကျထားပါတယ်Inter Milan အသင်းကတော့10ပွဲစဉ်မှာ Udinese ကိုအနိုင်ကန်ထားပြီးတော့နောက်ဆုံးပြိုင်ပွဲစုံ9ပွဲမှာ4ပွဲနိုင်1ပွဲတည်ကြားထားပါတယ်။ဒါကြောင့် Inter Milan အသင်းရဲ့လက်ရှိအသင်းရဲ့ form မှာအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ Arsenal အသင်းနဲ့ Inter Milan အသင်းတို့ရဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု4ချိန်မှာ Arsenal အသင်းက2ပွဲနိုင်2ပွဲရှုံးထားပါတယ်။ Arsenal အသင်းဟာ Champions League မှာ6ပွဲဆက်အနိုင်နဲ့ရာနှုန်းပြည့်နိုင်ပွဲရကအမှတ်ပြည့်နဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ Inter Milan အသင်းကတော့ Champions League မှာ4ပွဲနိုင်2ပွဲရှုံးအမှတ်12မှတ်ရကအဆင့်6မှာရပ်တည်နေပါတယ်။သူရဲ့နောက်မှာလည်းအမှတ်တူအသင်းတွေရှိလေအပြင်ရမှတ်တွေကလည်းမစိုးသလိုကပ်နေတာကြောင့်သူ့အတွက်ဒီပွဲဟာအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။ဒါအပြင် Inter Milan အသင်းရဲ့နောက်လာမဲ့ပွဲဟာ Champions League ပွဲစဉ်ဟာလည်း Dortmund အသင်းကိုအဝေးကွင်းမှာတွားရောက်ကစားရမှာဖြစ်တာကြောင့်ဒီပွဲကိုအသေးချာလေးပြင်ဆင်လာမယ်လို့ထင်ပါတယ်။ Arsenal အသင်းကတော့ဒီပွဲစဉ်ကိုအမှတ်မလိုအပ်တဲ့အဖြစ်နောက်လာမဲ့ Premier League ပွဲစဉ်ဟာ Man U အသင်းရဲ့တွေ့ဆုံမှာဖြစ်တာကြောင့်အရေးကြီးတဲ့ပွဲစဉ်ကိုပဲအာရုံစိုက်တင်တယ်လို့ထင်ပါတယ်။ဒါပေမဲ့နီးပြအာဒီတာတော့သတင်းစာရှင်းလင်းပွဲမှာအနိုင်ရအောင်ကစားသွားမယ်လို့ပြောခဲ့တာကြောင့်ဘသူတွေပွဲလာမလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Arsenal အသင်းရဲ့ဒဏ်ရာရလူစည်းမှာတော့ Hincapié, Calafiori, Matt Downman တို့လွှဲချော်ဖို့ရှိပါတယ်။နောက်ခံလူ Moscowiya နဲ့ Kai Havertz တို့ဟာကြံခိုင်မှုပြေဝနေပြီလို့ဒီပွဲစဉ်မှာပါဝင်လာနိုင်ပါတယ်။ Inter Milan နဲ့ပွဲစဉ်မှာပွဲထွက်ကစားမဲ့ကစားသမားစည်းကိုခန့်မှန်းကြည့်ရရင်တိုက်စစ်ကိုတော့ Kai Havertz တောင်ပန်နှစ်ဖက်ကိုတော့ Champions League မှာခြေစွမ်းပြနေတဲ့ Martinelli နဲ့အတူ Madueke တို့ဖြစ်နိုင်ပါတယ်။ကွင်းလေကိုတော့ Norgard, Merino, Ethan Nwaneri တို့ဖြစ်နိုင်ပါတယ်။နောက်တန်းကိုတော့ Moscowiya, Skelly, Saliba နဲ့ Ben White အပြင်ဂိုးသမား Kepa တို့နဲ့ပွဲထွက်ကစားလာမယ်လို့ထင်ပါတယ်။ညီကိုတို့အနေနဲ့ဒီပွဲစဉ်အပေါ်ကစားသမားတွေဘယ်လိုပွဲထွက်မလဲဆိုတာဆွေးနွေးပေးခဲ့ကြပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်